အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မာရုခိုဆိုတဲ့ကာတွန်းစာအုပ်လေးကိုတူတူဖတ်ပြီးတော့ဂျပန်စာလေ့လာကြရအောင်နော်မာရုခိုの家族နဲ့အစ်ဆက်ထားတဲ့ဟာလေးကိုအရင်ဆုံးဖတ်မယ်ဆာကူရာမိုမိုခိုဒီနာမည်ဆာကူရာမိုမိုခိုတဲ့ကိုရက်ဆူဝဆန်နန်အီယွန်ခုမီသူက3တန်းအခန်းလေးမှာနေတက်နေရပေါ့နော်ちょっと甘けものだがနည်းနည်းလေးတော့လူပြင်းမလေးပဲမဲ့တဲ့お人よしなところもあるလူတွေကိုပေါ့နော်လူတွေပေါ်မှာအရင်ကကျင့်တာနာတတဲ့ရဆရှိစကီတို့တော့ခိုးလို့ပေါ့နော်အဲ့လိုသူ့ရဲ့အကျင့်စိတ်ကအဲ့လိုမျိုးရှိတယ်တဲ့နောက်တစ်ယောက်ကကြတော့お父さんကကြတော့サクラヒロソလို့ခေါ်တယ်တဲ့のんきな性格ဆိုတာကြတော့အရင်ကမှတည်တည်ငြိမ်ငြိမ်စိတ်အေးဆေးဆေးနဲ့စိတ်ကပုတ်ပုတ်ပါနေတတ်တဲ့သူ့ရဲ့အကျင့်စိတ်ပေါ့နော်野球を見るのが好きでベースボールをကြည့်ရတာကြိုက်ပြီးတော့တဲ့ရှုမီは魚釣りဝါသနာကတော့ငါဖမ်းတာတဲ့家族思いမိသားစုကိုအရင်ချစ်တတ်တဲ့သူတဲ့နောက်တစ်ယောက်ကကြတော့お母さん桜すみれလို့ခေါ်တယ်တဲ့怒ると怖いがစိတ်ဆိုးပြီဆိုရင်တော့ကြောက်စရာကြီးပဲဒါပေမဲ့တဲ့しっかり者で明るいလုံးဝမှာစိတ်တည်တည်ငြိမ်ငြိမ်နဲ့ပေါ့နော်အရင်ပုတ်ပွင့်လင်းလင်းအကျင့်စိုက်ပဲလျော်လီကကြောစုဟင်းချက်တာအရန်တော်တယ်နောက်ထပ်လဲဒီမှာပေါ့နော်အများကြီးရှိသေးတယ်မာရုခိုရဲ့အိုကြီးချန်တို့အိုဘာချန်တို့အိုနေချန်တို့ပေါ့နော်နောက်ကမာရုခိုရဲ့အချစ်ဆုံးတငယ်ချင်းတွေရောအများကြီးတန်နေပေါ့နော်အဲ့ဒါကိုလည်းနောက်ရက်မှာအတူတူဆက်လက်ဖတ်ကြမယ်ဒီစက်တမရဲ့ကြည့်ကြလို့